တခါတော့ကစိမ့်လန်းတဲ့လဲခွင်းနေနဲ့မြင်မာတဲ့တစ်ပင်တွေဝိညာဉ်ထားတဲ့ရွာလေးတစ်ရွာမှာကိုလူအေးခုခေါ်တဲ့လူတစ်ယောက်နေထိုင်ခဲ့ပါတယ်။ကိုလူအေးကိုလူတိုင်းချစ်ကြပါတယ်။သူကမချမ်းသာသလိုနာမည်ကြီးလည်းမဟုတ်ပေမဲ့ရွာတစ်ရွာလုံးမှာအကြီးဆုံးနှလုံးသားပိုင်ရှင်ပါ။တယောက်ယောက်ရဲ့နွားပြောက်သွားရင်ကိုလူအေးကရှာပေးတယ်။အမိုးယိုနေတယ်ဆိုရင်သူပြင်ပေးတယ်။တယောက်ယောက်ဗိုက်စာနေတယ်ဆိုရင်သူ့မှာနည်းနည်းပဲရှိနေတောင်သူ့အစားအစာကိုမျှဝေပေးတယ်။ရွာသားတွေအမြဲပြောကြတာကကိုလူအေးကဒီရွာရဲ့နှလုံးသားပါပဲဒါပေမဲ့ကိုလူအေးကိုယ်တိုင်အသွင်းမှာပင်ပန်းပြီးအထီးကျန်းနေတယ်ဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူးမနက်တိုင်းအစားမစားခင်ကိုလူအေးကမုတ်ဆိုးပါအမခင်စင်အသွမ်းရေးသေးပေးတယ်ပြီးတော့အိမ်ကြီးချင်းရဲ့ခြံတိုင်းကိုကူပြင်းပေးတယ်အဲ့ဒီနောက်နေဝင်ချင်းအထိလယ်ထဲမှာအလုပ်လုပ်တယ်အိမ်ပြရောက်တဲ့အခါသူ့အိမ်လေးကပျက်စီးနေတယ်အမိုးပြင်ဖို့လိုတယ်နေရန်ဒီကွဲနေပြီးကျမ်းပြင်မှာဖုံမုံတွေပြည့်နေတယ်မနှက်ပြန်ပြင်လိုက်မယ်ဒါပေမဲ့အဲ့ဒီမနှက်ဖြန်ကဘယ်တော့မှမရောက်လာခဲ့ပါဘူး။တနေ့ညနေမှာခလေးတယောက်အပြေးလာပြီးဦးလူရဲ့ကျွန်တော်အဖေရဲ့နွားကတွင်းနဲ့ကျသွားတယ်လာကူပါလို့ပြောတယ်။မစင်စားပဲကိုလူရဲ့ချက်ချင်းသွားကူခဲ့တယ်။သူ့အားလုံးတုံပြီးဆွဲတင်ခဲ့ပြီးနွားကိုကဲတင်နိုင်ခဲ့တယ်။လူတိုင်းကသူ့ကိုချီးကျူးကြတယ်။ဒါပေမဲ့အဲ့ဒီညအိမ်ပြန်လမ်းမှာကိုလူရဲ့ခေါင်းမူးလာတယ်။အိမ်တကားထိရောက်ပြီးသူလဲကျသွားတယ်။နှင်းရလုံးကိုလူအေးကအားနေပြီးနေမကောင်းဖြစ်ကအိမ်ထဲမှာလဲနေခဲ့တယ်။တယောက်ယောက်လာကြည့်မယ်လို့သူမျှော်လင့်နေခဲ့တယ်။ဒါပေမဲ့ဘသူမှမလာခဲ့ဘူး။ငါနှလုံးသားကိုလူတိုင်းကိုပေးခဲ့ပေမဲ့ငါလိုအပ်တဲ့အချိန်မှာဘသူမှမရှိဘူး။တတိယနေ့မှာဘုံတော်ကြီးတစ်ပါးရွာကိုရောက်တယ်။ဘုံတော်ကြီးကမေးတယ်။တားရဲ့ဘာလို့ဒီမှာတယောက်တည်းလေလဲ။လူတိုင်းကိုကူညီဖို့အလို့များလုံးလို့ကိုစောင်းဆောက်ဖို့မေ့လွှတ်ခဲ့ပါတယ်။ဘုံတော်ကြီးကပြောတယ်ကို့မှာမီးမရှိတော့ဘူးဆိုရင်အခြားသူတွေရဲ့မီးကိုမထွန်းပေးနိုင်ဘူးသားရဲ့မေတ္တာဆိုတာလှပတဲ့အရာပါဒါပေမဲ့ကိုယ့်စီကစတင်ရမယ်ကိုယ့်ရဲ့ခွက်ကအလုတ်ထစ်နေတဲ့အခါအခြားသူတွေကိုရေမလောင်းပေးနိုင်ဘူးနောက်နေ့မနက်မှာကိုလူရေးဖေးဖေးထားလိုက်တယ်ပထမဆုံးအကျင့်သူကိုစောက်ရှောက်ဖို့ဆုံးဖြတ်လိုက်တယ်အင်းကိုတန်ရှင်းလုပ်တယ်ပြက်နေတဲ့အမိုးကိုပြင်တယ်တကားရှိမှပန်းမင်ဒီစိုက်တယ်လူတွေကပြောလာကြတယ်ကိုလူရေးပြောင်းလဲသွားပြီငါကူညီနေတော့ပဲအခုတော့ကိုကစပြီးကူညီတာပါတဖြည်းဖြည်းနဲ့လာရီကြာလာခဲ့တယ်ကိုလူအေးပိုပြောရွှင်လာတယ်ပိုငင်းချမ်းလာတယ်တနေ့ညနေမှာမခင်စင်လာလေပြီးပြောတယ်ကိုလူအေးရှင်ကကျမတို့ကိုအသက်တခုတင်ပေးခဲ့တယ်မေတ္တာဆိုတာအားလုံးပေးလိုက်တာလို့သင်ခဲ့တယ်အခုတော့ကိုလည်းဂယုစိုက်ရမယ်ဆိုတာသိလာပြီကိုချစ်တတ်တဲ့အခါအခြားသူတွေအပေါ်မေတ္တာကပိုတန်ရှင်းပြီးပြည့်စုံလာတယ်ရွာလုံးဖြည်းဖြည်းပြောင်းလဲလာတယ်လူတွေအချင်းချင်းကူညီကြသလိုကိုယ်နှလုံးသားနဲ့ကိုယ်အိမ်ကိုလည်းစောင့်ရှောက်လာကြတယ်။တနေ့နေဝင်ချိန်မှာကိုလူအေးမြင်နာမှာထိုင်နေတယ်။အခုနားလေပြီ။ကိုအရင်ချစ်တာကတကိုကောင်းစမ်းတာမဟုတ်ဘူး။ဒါကအမှန်တကယ်မေတ္တာရဲ့အစပါ။မှတ်ထားပါနှလုံးသားမှာကိုအကူအညီမဲ့နေတဲ့အခါအခြားသူတွေကိုမကူညီနိုင်ဘူး။ကိုမချစ်ပဲဘသူကမှနတ်နီးကန်ချစ်လို့မရဘူး။အနားယူဖို့အချိန်ယူပါ။ကူသားဖို့အချိန်ယူပါ။ကိုချစ်ဖို့အချိန်ယူပါဘာလို့လဲဆိုတော့ကဘာကတင့်ရဲ့နာကျင်မှုကိုမလိုချင်ဘူးတင့်ရဲ့အလင်းကိုသာလိုချင်တယ်ဒီဇလန်ကတက်နှလုံးသားကိုထိမှန်ခဲ့ရင်ဒီဗီဒီယိုကို like လုပ်ဖို့မမိပါနဲ့ထပ်ပြီးတော့မျှဝေပေးပါပြီးတော့ MM Story Time ကို subscribe လုပ်သွားပေးပါအောင်ဗျာ